မင်္ဂလာပါရှင် Sharing by Shirley Channel လေးကနေပြန်လည်ကြိုဆိုပါတယ်ဒီနေ့မှာတော့စာရေးဆရာဖေမြင့်ရေးသားထားတဲ့တလောကလုံးမှာငါးဆရာတွေချီပဲဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နားဆင်ခံစားပေးကြပါအောင်ရှင်တလောကလုံးမှာငါးဆရာတွေချီပဲပညာရှိဂုရုကြီးကွယ်လွန်ခံပြီးမှတပည့်တယောက်ကမေးတယ်ဆရာကြီးမှာတင်ပြပေးတဲ့ဆရာတွေရှိပါသလားရှိတာပေါ့အများကြီးရှိတယ်ပြောလို့မကုန်ဘူးဘယ်သူတွေလဲပြောပြပါလားတိုင်းပြည်မှာထင်ရှားတဲ့ဆရာကြီးဓမ္မကြီးတွေစီမှာလဲငါယူခဲ့မှတ်သားခဲ့ဘူးတယ်တချို့စီမှာတပည့်ရင်ဆိုပါတော့တချို့စီမှာတစွန်းတစနားထောင်ရတာတစင်စကားကြားလာရတာတွေလည်းရှိတယ်တင်ဆရာမြင်ဆရာကြားဆရာတွေပေါ့နာမည်တွေပြောပြပါလားငါတို့ခေတ်ကထင်ရှားခဲ့တဲ့ပုဂ္ဂိုလ်တွေဒီကနေ့အထိမင်းတို့ပြောတန်ကြားနဲ့လေးစားရတဲ့ပုဂ္ဂိုလ်တွေကြိုက်တဲ့နာမည်ပြောအဲ့ဒါငါဆရာပဲသူကငါ့ကိုတီးချင်မှတီးမယ်ဒါပေမဲ့ငါကတော့ငါမတီးတာတခုအဲ့ဒီပုဂ္ဂိုလ်စီကတီးရရင်သူ့ကိုငါဆရာလို့တတ်မှတ်လိုက်တာပဲဘသူစီကဘာကိုတီးရလို့သူ့ကိုဆရာလို့တတ်မှတ်လိုက်တယ်ဆိုတာနမူနာတစ်ခုခုလောက်ပြောပါအောင်ပြောပါမယ်မင်းသဘောပေါက်အောင်နမူနာ၃ခုပြောမယ်ထင်ရှားတဲ့ပုဂ္ဂိုလ်တွေတော့မဟုတ်ဘူးငါငယ်စဉ်ကခရီးသွားရင်းနဲ့ပင်ပန်းပြီးဖျားနာတော့ရွာတရွာကလူတယောက်ရဲ့အိမ်မှာ3-4ရက်တဲခုနေခဲ့ရတယ်။အဲ့ဒီအိမ်ရှင်ကမုတ်ဆိုးกว่าဒါပေမဲ့သူကဝါရင်မုတ်ဆိုးမဟုတ်ဘူး။မုတ်ဆိုးအလုပ်ကိုဝါဒနာပါလို့အဲ့ဒီအလုပ်နဲ့အသက်မွေးမယ်ဆိုပြီးကြိုးစားနေတာ။ငါရောက်သွားတဲ့အချိန်မှာသူကမကျွမ်းကျင်သေးဘူး။ငါရှိနေတဲ့3-4ရက်လုံးမှာစားလောက်တောက်လောက်တဲ့အကောင်တကောင်မှမရခဲ့ဘူး။ဒါပေမဲ့သူကလုံးဝဇွေးမလျှော့ဘူးဒီနေ့ဘဲဟာကဘာဖြစ်သွားတယ်အဲ့ဒါကိုသင်ခန်းစာယူပြီးနောင်ကိုဘယ်လိုလုပ်ရမယ်ဆိုတာမျိုးပြောပြီးနောက်တစ်နေ့မှတက်တက်ကြွကြွနဲ့ထွက်သွားပြန်တာပဲငါသူ့စီကဘာရတယ်လဲဆိုတော့စိတ်တက်ရတယ်ကိုလိုချင်တဲ့အရာကိုအလွယ်တကူရချင်မှရမယ်မရလို့ဆိုပြီးဇွဲလျှော့လို့မဖြစ်ဘူးဒီနေ့မရရင်မနှက်ဖြန်အခုမဟုတ်ရင်နောက်အဲ့ဒါလိုစိတ်မျိုးနဲ့လူရအောင်ကြိုးစားရမယ်ဆိုတဲ့စိတ်တက်ရတယ်ဒါကိုငါအသိပညာရှာတဲ့နေရာမှာအသုံးချတယ်ဆိုပါတော့ငါသိချင်နေတဲ့အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီးဘယ်ဆရာတစ်ယောက်မိန့်ကြားပြောဆိုနေတာရှိတယ်လို့သတင်းကြားရတဲ့အခါအဲ့ဒီဆရာစီသွားပြီးချင်းကပ်တယ်တကယ်ကြားနာရတဲ့အခါမှာတော့အဲ့ဒီဆရာရဲ့ပြောဆိုချက်တွေကိုငါစိတ်တိုင်းမကြဘူးသူလည်းဒီကိစ္စမှာတကယ်တမ်းပြေးပြေးဝဝမသိဘူးဆိုတာငါသွားတွေ့ရတယ်အဲ့ဒီအခါနောက်ဆရာတစ်ယောက်စီသွားတယ်အဲ့ဒီမှာလည်းအဆင်မပြေတဲ့အခါနောက်ထပ်ဆရာတစ်ယောက်စီသွားတယ်သူစီကလည်းကြီးကြီးကြကြမရဘူးဒါပေမဲ့ဒီဆရာ၃ယောက်ရဲ့အယူအဆတွေပြောဆိုချက်တွေပေါင်းစပ်ပြီးငါဘာသာဆက်ပြီးတွေးတောကြံစားတဲ့အခါငါသိချင်တဲ့အကြောင်းအရာဟာပြေးပြေးဝဝရုပ်လုံးပေါ်လာတယ်ဆရာကြီးကမုတ်ဆိုးကိုဆရာတင်ပေမဲ့မုတ်ဆိုးစီကမုတ်ဆိုးပညာတင်တာမဟုတ်ဘူးသူ့ရဲ့စိတ်ဓာတ်ကိုပဲအတူယူနီးနီးခဲ့တဲ့သဘောပေါ့ဟုတ်တယ်မုတ်ဆိုးရဲ့နီးလန်းအတိုင်းဇွဲမလျှော့ပဲပညာရှာတာငါချင်းကပ်တဲ့ဆရာ၃ယောက်စီကအားနည်းတဲ့အပိုင်းတွေခြံလက်ပြီးကောင်းတဲ့အပိုင်းတွေငါယူနိုင်ခဲ့တယ်နောက်ဆရာတစ်ယောက်အကြောင်းပြောပါအောင်ဆရာကြီးနောက်ဆရာတစ်ယောက်ကလူမဟုတ်ဘူးကွခွေးတကောင်ငါကခရီးသွားရင်ရေဆာဆာနဲ့မြစ်ကမ်းနာဆင်းသွားတယ်အဲ့ဒီချိန်ရေငတ်တဲ့ခွေးတကောင်ကြောက်လာတယ်ခွေးကရေတောက်မလို့နဲ့ငုံလိုက်တဲ့အခါရေထဲမှာခွေးတကောင်ရဲ့ပုံကိုမြင်တော့လန့်သွားတယ်တဝုတ်ဝုတ်ဟောင်ပြီးနောက်ပြန်ဆုတ်သွားတယ်နောက်တစ်ချိန်ရှေ့တိုးပြီးရေတောက်ဖို့ပြင်တဲ့အခါရေထဲကခွေးကိုမြင်ပြန်တယ်အဲ့ဒါနဲ့လန့်ပြီးနောက်ပြန်ဆုတ်ဟောင်နေရေကငတ်ဟိုကောင်ကိုလဲကြောက်ဒါပေမဲ့နောက်ဆုံးမှာရေကမတောက်ရမနေနိုင်ဘူးဆိုတော့မျက်စိမိတ်ပြီးရေထဲဒိုင်ပင်ထိုးချလိုက်တဲ့အခါရေထဲကအရေးပြောက်သွားပြီးစိတ်ချလက်ချရေဝဝတောက်ရတယ်အဲ့ဒီခွေးကိုကြည့်ပြီးငါဘဝအတွက်မှတ်သားစရာတစ်ခုရတယ်တကယ်လိုအပ်လာရင်ကြောက်စိတ်တွေပြီးပဲလုံကျင်တဲ့ဟာကိုရဲရဲဝံ့ဝံ့လုပ်ရမယ်ဆိုတဲ့သင်ခန်းစာခေါ်အတိညာဏ်ခေါ်အမတ်တညာခေါ်အဲ့ဒါငါရတယ်
ခွေးကငါ့ကိုပြောဆိုတင်ပြပေးတာမဟုတ်ဘူး။ဒါပေမဲ့သူ့ကိုမြင်ပြီးငါဒီလိုမှတ်သားစရာရတယ်။တနည်းပြောရင်သူကငါ့အတွက်မြင်စရာပဲ။နောက်တစ်ယောက်ကရောဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆရာကြီး။နောက်တစ်ယောက်ကလူတော့လူပဲ။ဒါပေမဲ့ငါထက်ငယ်တယ်။အများကြီးငယ်ပါတယ်။ကလေးတစ်ယောက်ပါပဲ။10နှစ်17နှစ်လောက်ပဲရှိသေးတယ်။ဒါပေမဲ့ငါ့ကိုကောင်းကောင်းပညာပေးသွားတယ်။ဒီလိုကွတခါကငါမြို့တစ်မြို့ရောက်သွားတယ်။ဖျားเจ้าတစ်ခုမှာအဲ့ဒီကောင်လေးကိုတွေ့ရတယ်။သူကမီးထွန်းထားတဲ့ဖျောင်းတိုင်တစ်တိုင်တိုင်လာတယ်။ဖျောင်းတိုင်စင်မာတင်ပြီးမီးပူစော်မလို့သူ့ကြည်ရတာကြွက်ကြွက်လက်လက်အမူအရာမျိုးရှိတာမို့ငါကခင်ခင်မင်မင်သဘောနဲ့သူ့ကိုပညာစမ်းပြီးနေတယ်။ဒီဖျောင်းတိုင်မှာစောစောကမီးမရှိဘူးမဟုတ်လား။ဟုတ်တယ်။အခုတော့သူ့မှာမီးရှိနေတယ်။ဟုတ်တယ်။ဒီမီးဟာဘယ်ကရောက်လာတာလဲဆိုတော့ကောင်လေးကငါ့ကိုကြည့်ပြီးပြုံးတယ်။ပြီးတော့ဖျောင်းတိုင်ကိုမီးငိမ့်ပစ်လိုက်ပြီးငါ့ကိုပြန်မေးတယ်။ကဲအခုမီးမရှိတော့ဘူး။သူပဲရောက်သွားတာလဲတဲ့။ငါဖြုံသွားတယ်။ကောင်လေးကငါမေးခွန်းကိုမေးခွန်းနဲ့ပြန်ဖြေလိုက်တာ။မီးတောက်ကလေးတစ်ခုဘာကြောင့်ပေါ်ရတယ်။ဘာကြောင့်ပျောက်ရတယ်ဆိုတာသူ့ကိုပြောပြချင်လို့ငါမေးခဲ့တာ။သူကသဘောတရားကိုမပြောလက်တွေနဲ့ပြသွားတာ။အဲ့ဒီနေ့ကစပြီးလူတစ်ယောက်ကိုအပေါ်ယံကြောကြည့်ပြီးအထင်သေးတဲ့စိတ်တွေပျောက်ကွယ်သွားတယ်။ငါကတော်လာပြီးတက်လာပြီးထင်တဲ့စိတ်တွေလည်းကင်းစင်သွားတယ်။ဒီကောင်လေးဟာငါကိုပညာမာနမထားဖို့ကိုနှိမ်ချတဲ့စိတ်မွေးမြူဖို့တင် ကြားပေးခဲ့တဲ့ငါဆရာပါပဲ။ဆရာကြီးကသင်ခန်းစာတွေနေရာတကာကရယူခဲ့တဲ့သဘောပေါ့။မှန်တယ်။သင်ယူတတ်မယ်ဆိုရင်လူဆရာလူပညာရှိတွေစီကသာမကတိရစ္ဆာန်တွေရင်းမြေတောတောင်တစ်ပင်သဘာဝပတ်ဝန်းကျင်ရာသီဥတုဆိုတဲ့အရာတွေစัจ java လာအနန္တဆိုတာအထိအရာအလုံးစီကသင်ယူလို့ရပါတယ်။ငါကတော့ငါကိုအသိပညာတိုးစေသူမှန်သမျှကိုငါဆရာတွေလို့ပဲမှတ်ထားတယ်။ဒါကြောင့်အစပိုင်းကငါကိုဆရာရှိသလားလို့မေးတုန်းကဆရာတွေအများကြီးရှိတယ်။ရေတွက်လို့မကုန်ပြောလို့မကုန်ဘူးလို့ဆိုခဲ့တာပေါ့။နားဆင်ပေးခဲ့ကြတော့စာပေချစ်သူများအားလုံးတာယာပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်။